Hello အားလုံးမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါဒီနေ့တော့ကျွန်တော်ပြောရတဲ့အတိုင်းထိုင်းစကားလာရှင်းပြပေးမှာဖြစ်ပါတယ်မျက်နှာတော့တအားဖြူလိုက်တာဗျာနှာဖြူတယ်ဆိုရင်ထိုင်းလိုနှာခါเนาะနှာခါအရန်ဖြူတယ်ဆိုရင်နှာခါမလို့ပြောပါတယ်เนาะဟုတ်ပြီနှာသားနဲ့ဆိုရင်နှာသားကိုထေဝဒါလို့ခေါ်เนาะနှာသားနဲ့တူတယ်ဆိုရင်เหมือนเทวดาနှာသားနဲ့တူတယ်หัวเราะยืนตัวဟုတ်ပြီစမယ်ဗျာก็มาเริ่มกันนะฮะมาเริ่มစမ်းဟုတ်ပြီဆိုတော့အခုကြတော့ဟိုခွေတောင်းတာကိုထိုင်းလို့လာရှင်းပြပေးမှာဖြစ်ပါတယ်ခွေတောင်းတာဥမာကျေးဇူးပြုရဲ့အဲ့ဒါခဏတော့မယ်ဆိုရင်ခွေတောင်းတာขออนุญาตไปห้องน้ำนะครับขออนุญาตไปห้องน้ำไปห้องน้ำကျေးဇူးပြုရဲ့အဲ့ဒါတော့မယ်เนาะขออนุญาตไป